နေနဲ့ငါကွဲမယ်ဆိုပြီးအမေလက်ကအဖေပါကိုပိတ်ရိုက်ချလိုက်တာကိုပဲမှတ်မိလိုက်တယ်ဖျောင်းနိုင်ကစပွဲတင်ပေါ်မှာလဲကျသွားပြီးခက်ကြကြတောက်နေပြီးမှငိမ့်သွားတာအဖေတောက်ခောက်တန်ကိုကြားလိုက်ပင်ပဲအမေကိုပြန်မလုပ်လိုက်ဘူးဆိုတော့တီးလိုက်တယ်စပွဲပေါ်ကထမင်းပွဲတွေနဲ့ဟင်းပွဲတွေကိုအဖေကဒေါသကြီးကြီးနဲ့တိမ့်ကန်ချလိုက်တာအတန်တွေစူညံသွားတာပဲကျွန်တော်နဲ့မမကတကားထောင်လေးကိုပြေးကပ်နေရတယ်အမေနဲ့အဖေစကားတွေအော်ကြီးဟစ်ကျဲနဲ့တယောက်မစုံသေးဘူးတယောက်ကထအော်ကြတယ်ဧကန်းထဲမှာအိတ်နေတဲ့အငယ်ကောင်ကငုတ်တုတ်ကလေးထထိုင်ပြီးကြောင်တောင်တောင်နဲ့ရှောက်ကြည့်နေလိုက်လို့အမေကလက်လန်းမိသည်များဆွဲကုတ်ချလိုက်တာအဖေအင်ကြီးပြဲသွားတာပဲအဖေကအမေရင်ဘက်ကိုတွန်းထုတ်လိုက်တယ်နင်းနဲ့မပေါမှုတရောင်းစားလို့အမေပါဇက်ကတွင်တွင်အော်ပြီးဘီရိုတဲကအဝတ်တွေကိုအိတ်ထဲဆဲထဲတော့တာပဲကျွန်တော်နဲ့မမကတယောက်လက်တယောက်တင်းတင်းဆုပ်ထားပြီးမျက်ရည်တွေကျနေမိတယ်အဖေပါဇက်ကတွားလို့အော်လိုက်တော့ရှင်ထဲမှာမီးစားနဲ့ထိုးခံလိုက်ရတယ်လို့ပဲအမေလက်တွေကိုပြေးဆွဲခြင်းနဲ့စိတ်ကမနှဲထိန်ထားရတယ်အငယ်ကောင်ကအမေစီသွားဖတ်တော့အမေကထပွေချီလိုက်ပြီးအထုပ်ကိုတစ်ဖက်ကဆွဲပြီးဆင်းမယ်တဲ့ကျွန်တော်နဲ့မမဘက်ကိုလှည့်ပြီးနင်တို့လိုက်မှလားလို့ပြောတော့မမကအဖေကိုလှမ်းကြည့်လိုက်တာတတိထားမိတယ်နှစ်ယောက်သားထိုင်ရာကမထတော့အမေကထပ်ပြောတယ်နင်တို့ဖေအေကိုဒီလောက်ခင်တွင်နေဒီမာနေခဲ့တဲ့အဲ့ဒီညကတဲ့အိမ်လုံးမှောင်နေတာပဲအဖေရဲ့လန်ဒန်စီကရက်ကိုဖွာနေတဲ့မီးအောင်ကဧကန်ထဲမှာရဲကနေနဲ့မမနဲ့ကျွန်တော်လဲအိတ်မပြောဘူးဘာကိစ္စနဲ့ရန်ဖြစ်ကြတာလဲမသိပေမဲ့အမေထွက်သွားတော့မောင်နှမနှစ်ယောက်ငိုးကြံခဲ့ကြရတာစိုက်ကားနားထိအမေမသွားပါနဲ့လို့ငိုပြီးလိုက်ဆွဲတော့အမေကဘာစကားမှပြန်မပြောဘူးနင်တို့မလိုက်ရင်ဘေးဖယ်တဲ့အငယ်ကောင်ကဘာမသိညာမသိနဲ့ကျွန်တော်ကိုလာထိုင်းလို့စိုက်ကားပေါ်ကနေလှမ်းခေါ်တယ်အမေကိုတင်နှင်းသွားတဲ့စိုက်ကားထွက်သွားတော့ကျွန်တော်နဲ့မမကအမေမသွားပါနဲ့လို့ဗျိုင်းတူအော်မိတယ်ထင်တယ်ငယ်ကောင်ကတော့တတ်တာတွေပြားလို့ကျွန်တော်နဲ့မမချမ်းပြင်းမှာအကြာကြီးငိုမိကြတယ်ထင်တယ်မနက်မိုးလင်းတော့အဖေကဧကန်ထဲမှာမူးပြီးအိပ်ပျော်နေရလားမသိဘူးမမကမနိုးနဲ့ဆိုလို့ကြောင်းသွားဖို့ကို့ဘာသာပဲပြင်ကြရတယ်ပြင်နေတော့မမကကြောင်းမသွားခြင်းဘူးလို့ပြောတော့ကျွန်တော်ပါရောထောက်ခံမိတယ်ထင်တယ်မမကပြောတယ်အမေပဲသွားတာလည်းမသိဘူးနော်တဲ့အဖွားတို့မျိုးဖြစ်မှာပေါ့လို့ပြောတော့မမကတရှုံရှုံနဲ့ပြန်ပြောတယ်အဖေနဲ့အမေတကယ်ကွဲရင်ဘလို့လောက်ကြမလဲတဲ့ကျွန်တော်နဲ့မမအိမ်ဘေးကရေကန်ပေါ်ကိုတက်ထိုင်ကြတယ်လေအေးလေးကကန်ထဲကရေပြင်ကိုဖြတ်တိုက်လာတော့အေးနေရပဲအငယ်ကောင်လေးထမင်းစားရလားမသိဘူးနော်လို့ပြောတော့မမကအမေမှာပတ်စံပါမှာပါလို့ပြန်ပြောတယ်နင်းသိလို့လားလို့ကျွန်တော်ကမျက်စပစ်ပြတော့မမကပြုံးပြတယ်ညာကအမေကိုလိုက်ဆွဲရင်သူစုထားတဲ့ပတ်စံ900အမေအိတ်ထဲထည့်ပေးလိုက်တယ်လို့ပြောတယ်ကျွန်တော်နဲ့မမဗျိုင်းတူရှီမိကြတယ်နင်2 weeks တက်ဒီနေ့စဖြေရမှာမဟုတ်လားလို့မမကမေးတယ်ငါဖြေခြင်းစိတ်မရှိဘူးလို့ပြောတာမမကဘာမှဆက်မမေးတော့အဖေကထမင်းကိုတည်ပေးတယ်မိဖို့ကြောင့်နေကလက်ဖက်နဲ့ပဲကြော်နေပဲသားအဖတွေနှစ်ပါသွားကြရတယ်ထမင်းဝိုင်းကြီးကတဲ့စိတ်လို့ပဲအဖေကမစားသေးဘူးဆိုပြီးထွက်သွားတယ်ကျွန်တော်နဲ့မမလည်းတနေကုန်လုံးအများကြီးမစားဖြစ်ကြအောင်နောက်ရက်ကျွန်တော်တို့ကြောင်းပြန်တက်ကြတယ်တညက်နေကျွန်တော်တို့ကြောင်းဆင်းတော့အမေအကိုနဲ့အမအိမ်ကိုရောက်နေကြတာတွေ့ရတယ်အဖေနဲ့အမေကွာရှင်းကြမဲ့နေကိုလာချင်းတာတဲ့အဖေနဲ့စကားတွေထများကြတယ်အဖေကိုဦးကြီးကလက်သီးနဲ့ထိုးချလိုက်တာဘာသွေးတွေပါထွက်ကြလာတာမမကမလုပ်ပါနဲ့ဆိုပြီးငိုရင်းဦးကြီးကိုဝင်ဆွဲတယ်အန်တီကြီးကကျွန်တော်တို့မောင်နှမကိုလိုက်ခဲ့ဖို့အတင်းခေါ်တယ်ကျွန်တော်ရောမမရောမလိုက်ဘူးညင်းတော့ကိုထိုင်နဲ့ကိုနေကြဆိုပြီးကျွန်တော်ကိုတွန်းသွားတယ်အဖေကသူတို့ကိုအတင်းမောင်းထုတ်ပြီးခြံတကားပါတော့ပိတ်ပစ်လိုက်တယ်မမကအဖေကိုအာပူထိုးပြီးရင်မျက်ရည်တွေကြားလို့အဖေပါကြီးကရောင်ကိုင်းနေတာပဲကျွန်တော်ကငါလိုးမဦးကြီးလို့ဆဲတော့အဖေကကိုဦးလေးကိုအဲ့လိုမဆဲရဘူးလို့ထပြောတယ်
မမကမျက်ရည်တွေကျရင်အဖေကိုအာဘူးထိုးပေးနေရကအဖေကိုသူတို့လောက်တာရောကောင်းလားလို့ဒေါသတန်ကြည်ကျဲနဲ့ထပြောတယ်အဲ့ဒီညလမ်းထိပ်ဆိုင်ကခောက်ဆွဲကြော်ဝယ်စားလိုက်ကြရတယ်ညဘက်ဆိုအဖေက secret ကြီးခဲပြီးဧကန်းမှာစိန်ကြနေပြီကျွန်တော်နဲ့မမကစာရီကြက်နေကြပေမဲ့အာယုံလည်းမရကြပါဘူးအဲ့တုန်းကမမကဒိုင်ယာရီရေးတတ်နေပြီတညမမအိမ်သာတက်တုံးခိုးဖက်တော့အဖေကိုတနာချောင်းတွေရေးထားတာအများကြီးပဲအမေကိုလွမ်းချောင်းရောပေါ့တပတ်လောက်ကြာတော့ကျွန်တော်တို့တက်အိမ်ကျော်ကဖုန်းလာတယ်လို့လာပြောတယ်သူတို့အိမ်က3953အထိုင်ဖုန်းကြီးရှိတော့လမ်းထဲကလူတွေကအဲ့ဒီမှာဆက်ကြရတယ်ကျွန်တော်နဲ့မမသွားကင်တော့အမေရဆက်တာဖုန်းအိမ်ကစပီကာဖွင့်ပေးတယ်ဟိုဘက်ကနေအမေကငဆင်းတာနေကောင်းလားသမီးလေးရောဆိုတဲ့အတန်ကြားတော့မမရောကျွန်တော်ရောမျက်ရည်တွေကျလာကြတာအမေရောမောင်လေးရောနေကောင်းလားလို့မမကအတန်တုံတုံနဲ့မေးတော့အမေဘက်ကတော်တော်နဲ့စကားပြန်မလာဘူးပြီးမှငိုတန်ကြီးနဲ့ပြန်ပြောတယ်အဖေကထမင်းကောင်းကောင်းချက်ကျွေးလားတဲ့ကျွန်တော်ပဲဆက်ပြောရတယ်မမကငိုနေတာအတန်မထွက်ရဲဘူးကျွန်တော်ပါမှလည်းမျက်ရည်တွေကစီးလို့အမေဘယ်တော့ပြန်လာမှလဲဟင်လို့မေးတော့ဖုန်းလိုင်းကတူတူနဲ့ကျသွားတယ်ဖုန်းအိမ်ကတီနုကကျွန်တော်တို့ကိုကြည်ရင်မျက်ရည်တွေဝဲပြီးပတ်စံမပေးနဲ့လို့ပြောရှာတယ်မောင်နှမနှစ်ယောက်ညနေပဲယထာလမ်းဘက်ကိုအခွေသွားငါကြတော့ဒေါ်တင်းဆွေဆိုတဲ့လမ်းထဲကုံစုံဆိုင်ကအတော်ကြီးနဲ့တန်းတူတယ်ဟဲ့ဟိုကလေးတွေနင်တို့အဖေနဲ့မေကွဲလိုက်ကြပြီလားတဲ့မမကဘာမှပြန်မပြောခင်ကျွန်တော်ကဓာတ်ကနေပြန်ပြောမိတယ်အမေကစိတ်ဆိုးလို့အဖွားတို့စီသွားတာပြန်လာမှာဆိုတော့ဒေါ်တင်းဆွေကဘာမှထပ်မပြောကျွန်တော်နဲ့မမယထာလမ်းကြီးတိုင်းစုံလျှောက်ဖြစ်ကြတယ်အဖေနဲ့မေတကယ်ကွဲသွားပြီထင်တယ်လို့ကျွန်တော်ကပြောတော့မမကကျွန်တော်လက်ကိုကင်ပြီးမဟုတ်ပါဘူးမောင်လေးရဲ့လို့ပြောတယ်မမမျက်ဝန်းတွေလည်းရဲလို့ညနေဆောင်လို့ခြံတကားပိတ်တော့အငယ်ကောင်ကစားနေကြဘောလုံးလေးကပန်းအိုးပေးပါငိမ့်လို့မီးရောင်တွေနဲ့အိမ်နဲ့လန့်ကြည့်တော့တိတ်ဆိတ်နေတာပဲပဒင်းပေါင်နာမှာမမကထမင်းခူးနေတာအငယ်ကောင်လေးနေကောင်းလားမသိဘူးလို့တွေးမိတော့မျက်ရည်တွေကျလာပြန်တယ်အိမ်ထဲဝင်ကန်ပြီးတော့မမမသိအောင်ပြန်တုပ်ပစ်လိုက်တယ်တလားလောက်ကြာတော့ဒီဇင်ဘာကျောင်းပိတ်ရက်ရောက်တယ်မမကအဖွားတို့စီသွားလဲကြမလားလို့စပြောတယ်ကျွန်တော်ခေါင်းငိမ့်မှမမကထပ်ပြောတယ်အဖေတယောက်တည်းထားခဲ့လို့မရပါဘူးမသွားတော့ဘူးတဲ့ကျွန်တော်နဲ့မမပဒင်းပေါက်ကနေချန်ပီယံကိုစိုက်ငေးကြည့်နေကြတာအကြာကြီးပဲမမရောကျွန်တော်ရောပိန်လာလိုက်တာလို့ဖုန်းအိမ်ကတီနုကကြုံတဲ့အခါပြောလာတယ်အဖေကိုလည်းအမေကိုပြန်သွားခေါ်ဖို့ခဏခဏလာပြောတယ်အဖေသွားခေါ်လားမခေါ်လားမသိပေမဲ့အမေကတော့အရေးရောင်တောင်ပြန်ပေါ်မလာပါဘူးအမေကဘူရာယုံကဥဆွေနဲ့ဟင်းဘူးတွေတော့ထက်ထက်ပေးလိုက်ပါတယ်အဲ့ဒီခါမျိုးဆိုကျွန်တော်နဲ့မမခေါင်းမပေါ်အောင်စားကြတာပြောမနေပါနဲ့တညအဖေကကျွန်တော်နဲ့မမကိုဧကန်ထဲမှာခေါ်မေးတယ်အမေကိုပြန်ခေါ်ပေးရမလားတဲ့မမနဲ့ကျွန်တော်အဖေရှင်ဝင်နဲ့ပြေးဝင်ကြတယ်အဖေပြန်ခေါ်ပေးနော်လို့ပြောတော့မနှက်ကြရအောင်ပြန်ခေါ်လာမယ်တဲ့အဖေကိုမော့ကြည့်တော့အဖေမျက်ဝန်းကြီးတွေလည်းရဲတွတ်လို့ညအိယာဝင်တော့မမကတူတူကတ်ပြောတယ်အမေပြန်လိုက်လာရင်ကောင်းမယ်ဟာတဲ့ကျွန်တော်တို့ဆူတောင်းကြမလားမမဆိုတော့အေးတဲ့ဖွားဖွားကလေးနင်းပြီးအခန်းထဲကနေကျွန်တော်တို့အပြင်ကိုထွက်ကြတယ်အိမ်တကားကကျွေးလို့ထမြည်တော့ငိမ်ထိုင်နေကြရသေးတယ်အိမ်ပြင်မှာကောင်းကင်ကြီးကကျယ်ရီဆုံးလို့ကျယ်တလုံးထကြွေတော့မမကဆူတောင်းလို့អော်တယ်ကျွန်တော်တို့ငိမ်ဆူတောင်းကြတယ်အမေပြန်လာပါစေပေါ့အိမ်ပဒင်းပေါက်ကိုပြန်လန့်ကြည့်တော့အရေးတစ်ခုတွေ့လိုက်ရတယ်နောက်နေ့အဖေထွက်သွားတဲ့ကကျွန်တော်ရောမမရောနေမထိထိုင်မသာဖြစ်ကြရတယ်မမကတန်မိုးတွေရွတ်တယ်ကျွန်တော်ကအရဟံနေအောဆိုလို့မကောင်းဆိုးရွားကိုနေမှအမေပြန်လိုက်လာမှရွတ်လို့မမကပြောတယ်ကျွန်တော်လည်းအများကြီးရွတ်ရတယ်ညနေစောင်းတဲ့အထိအဖေပြန်ရောက်မလာမမကပရင်းပေါက်ကိုမေးတင်ပြီးငေးလို့ကျွန်တော်ကဇပွဲတင်ပေါ်မေးတင်လို့နိုင်ကိုကြည့်တော့ညနေ9နာရီထိုးပြီကလင်ဆိုတဲ့စိုက်ကားတန်ကြလို့အိမ်ရှိကိုလှမ်းကြည့်တော့စိုက်ကားပေါ်ကနေအငယ်ကောင်ကလက်ကာပြလိုက်လို့အမေလို့မမနဲ့ကျွန်တော်ပြိုင်တူလန့်អော်လိုက်ကြတယ်အိမ်ပြင်ကိုပြေးထွက်ကြတော့နှစ်ယောက်စလုံးကဖနက်မပါကြဘူးကျွန်တော်ကအမေဆိုပြီးပြေးဖက်တယ်မျက်ရည်တွေကစီးကြလို့ရင်ထဲမှာလဲစို့တက်လာတယ်မမကအငယ်ကောင်ကိုပွေးချီနမ်းတယ်မ
မောင်လေးရဲ့တတိယလိုက်တာတဲ့အမေကကျွန်တော်ခေါင်းကိုထိုးဖွာပြီးငိုတယ်အဖေကတော့စိုက်ကားပေါ်ကအထုပ်တွေတဲပြီးအိမ်ထဲဝင်သွားပြီအမေထပ်ထွက်မသွားပါနဲ့တော့နော်လို့ကျွန်တော်နှုတ်ကရွတ်နေရင်မျက်ရည်တွေကစီးမြဲစီးကျနေတာအမေကအေးပါဆိုပြီးဘေးကမမခေါင်းကိုဖွားဖွားလေးကင်ပြီးမျက်ရည်တွေကြာလို့ဆရာလင်းအောင်စင်ရဲ့အမေထွက်သွားတဲ့နေ့ကမိုးတွေညိုတယ်ဆိုတဲ့ဝိထုတူလေးကိုဖတ်ပြတာဖြစ်ပါတယ်ဆရာကိုလည်းလေးစားစွာ credit ပေးပါတယ်နားဆင်နေကြတဲ့သူများအားလုံးလည်းကျေးဇူးတင်ပါတယ်ကျမ်းမာချမ်းသာကံကောင်းကြပါစေ